ချို့မိဘတွေကဘော်ရာတွေပါလာအံ့နေတယ်ဆရာရဲ့မျက်ပညာမှာထားရင်ဆရာစီမှာထားရင်ပေါ့နော်ကျွန်တော်သားသမီးကျမရဲ့သားသမီးအောင်ဖို့တာမြူလားအောင်မလားအောင်ဖို့တေချာလားတရားခံတော့တေချာလားပေါ့အဲ့တော့ကျွန်တော်တို့ဘာပြန်ပြောရမလဲနော်အဲ့တော့ကျွန်တော်ပြောတာတစ်ခုရှိတယ်အဲ့တော့ညာသားသမီးကနော်ကျွန်တော်ဘော်ရာမှာထားမှာမဟုတ်ဘယ်ဘော်ရာထားနော်မအောင်ဘူးဘာဖြစ်လို့လဲကိုကိုတိုင်းမကြိုးစားရင်မအောင်ဘူးကိုကိုတိုင်းကြိုးစားမှအောင်နော်အဲ့တော့ကျွန်တော်တို့ကလည်းကျွန်တော်စီမှာထိုင်အောင်မယ်နော် 100% အောင်မယ်လို့ကျွန်တော်တို့ကတာဝန်ယူလို့မရဘူးကလေးကိုသိချမယ်ကလေးကိုယ်တိုင်သိချာကြိုးစားခြင်းမှာသူ့မှာအောင်မြင်စိတ်ရှိမှာအဓိကအရေးကြီးတာသူ့ရဲ့အောင်မြင်စိတ်မိဘကဘလောက်ပဲပံ့ပိုးပေးအောင်တော့ကလေးကဝတ်ကြည်တန်းကြီးနော်ကြောင်းတက်ရမှာဆိုလို့တာတက်နေတာတခုခုအကြောင်းတခုခုကြောင့်မတက်မနေရမလို့တာတက်နေတာကိုယ်တိုင်ကအောင်မြင်စိတ်မရှိဘူးကြိုးစားခြင်းစိတ်မရှိဘူးဆိုလို့ရှိရင်ဘယ်ဘော်ရာမှာတက်တယ်ဘယ်เจ้าမှနေကဘာအကောင်းဆုံးเจ้าမှာပဲနေမြန်မာနိုင်ငံအကောင်းဆုံးเจ้าမှာပဲသွားထားတာကိုတိုင်းကလေးကိုယ်တိုင်ကကြိုးစားခြင်းစိတ်မရှိဘူးအောင်ခြင်းစိတ်မရှိဘူးဆိုလို့ရှိရင်အောင်မှာမဟုတ်ဘူးအဲ့တော့ကိုတိုင်းကကြိုးစားခြင်းစိတ်ရှိတယ်အောင်ခြင်းစိတ်ရှိတယ်အမှန်တကယ်ကြိုးစားတယ်ဆိုလို့ရှိရင်တော့ဘယ်ဘော်ရာမှမတက်လဲအောင်တယ်ဘယ်ကိုပိုင်အကြောင်းဘယ်เจ้าမှမတက်လဲအောင်တယ်အဲ့တော့အဓိကကိုတိုင်းကြိုးစားခြင်းစိတ်အောင်ခြင်းစိတ်လှုပ်ခြင်းစိတ်အဲ့ဒါလေးလိုတယ်အဲ့တော့ကျွန်တော်စီတက်အောင်မလားဆိုကျွန်တော်စီတက်ရင်လည်းကြိုးစားခြင်းစိတ်မရှိရင်မအောင်ဘူးအဲ့တော့ကိုတိုင်းကြိုးစားခြင်းစိတ်ရှိဖို့လိုတယ်ကိုတိုင်းအောင်ခြင်းစိတ်ရှိဖို့လိုတယ်ဝို့ချေတန်းချေကြက်ချင်တဲ့စိတ်မဟုတ်ဘဲနဲ့ကိုတိုင်းကအမှန်တကယ်ရှင်နဲ့အသေးတဲ့နှလုံးသားတွေကအောင်ခြင်းစိတ်နဲ့ကြိုးစားမှသာလျှင်အောင်မြင်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်